မင်္ဂလာပါအင်ဂျယ်ပါရှင်ဒီနေ့တရက်4လ2026 Pink Full Moon Day တကူလာပြည့်နေ့ဖြစ်ပါရဲ့ရှင်တကူလာပြည့်နေ့မှာအားလုံးပဲကိုကျမ်းမာပါသည်စိတ်ချမ်းသာပါသည်ရှင်လာပြည့်နေ့မှာဖခင်တက်တဲ့သူတွေအားလုံးကို congratulation ပါအင်ဂျယ်ကလာပြည့်နေ့ဆိုဖခင်တက်ရတာကြိုက်တယ်အထူးသဖြင့်ညဘက်တွေပေါ့ဖခင်မတက်ရတာတော်တော်ကြာခဲ့ပြီโอเคဒီနေ့လေအင်ဂျယ်အားလုံးအတွက်အင်ဂျယ်ရဲ့ချစ်သူတွေအတွက်လုပ်ပေးခြင်းတဲ့ reading လေးတစ်ခုရှိပါတယ်ရှင်အဲ့ဒီ reading လေးကဘာလဲဆိုတော့အင်ဂျယ်စဉ်းစားထားတာလေးရှိတယ်အသက်ကြီးရဲ့သူဖြစ်စေငယ်တဲ့သူဖြစ်စေအရွယ်အလက်အပိုင်းခြားပဲဖြစ်ပါစေအင်ဂျယ်တို့တွေယောက်ျားပဲဖြစ်စေမိန်းမပဲဖြစ်စေပေါ့နော်ဘယ်သူမှမဆိုပေါ့အင်ဂျယ်တို့ရဲ့နှလုံးသားထဲမှာကြောက်တဲ့အရာလေးတွေရှိတယ်သိလားdark side လို့ခေါ်တာစိုးရိမ်တဲ့အရာလေးတွေကြောက်တဲ့အရာလေးတွေရှိရဲ့အဲကြောက်တဲ့အရာလေးတွေကနေကျမတို့တွေဘလို့များကျမတို့ရဲ့စိတ်ထဲမှာပူလောင်နေရတဲ့အရာတွေစိုးရိမ်နေရတဲ့အရာတွေကြောက်ရွံ့နေတဲ့အရာတွေကဘယ်အရာတွေဖြစ်မလဲဘလို့တွေကြော်ဖြတ်နိုင်မလဲဆိုတာကိုကြည့်ပေးပါမယ်ရှင်ယခု reading လေးသည်အချိန်ကာလအနေနဲ့ကျမကဧပြီလ30ရက်နေ့အထိရည်ညွှန်းပြီးကြည့်ပေးတာပါရှင်ဘယ်ဇိုဒီအဆိုင်အုံမှာမရည်ညွှန်းပါဘူး9ရက်သားသမီးအတွက်ရည်ညွှန်းပါတယ်9ရက်သားသမီးမြည်သူမဆိုကိုယ့်ရဲ့အတွင်းစိတ်နှလုံးသားထဲမှာစိတ်ပူရတာတွေစိုးရိမ်ရတာတွေရှိရင်ဒီစိတ်ပူနေရတွေစိုးရိမ်ရတာတွေကဘာတွေဖြစ်မလဲဘယ်လိုတွေရင်ဆိုင်မလဲဆိုတာလေးကြည့်ကြရအောင်အင်ဂျင်နဲ့တူတူကက်ကလေးကိုတစ်ချက်အာရုံပြုပါမယ်ရှင်ဘယ်အရာတွေကကျမတို့ရဲ့နှလုံးသားထဲမှာစိတ်ပူစေတဲ့အရာစိုးရိမ်စေတဲ့အရာတွေဖြစ်နေတယ်ကြည့်ကြမယ်နော်ကဲအရင်ဆုံးဘာတွေထွက်လာလဲဆိုတော့စိတ်အကြောင်းကိုပြောတဲ့အချိန်မှာစိတ်ကအရင်ဆုံးထွက်လာတယ်ဟုတ်တယ်အင်ဂျယ်နဲ့တကွာအင်ဂျယ်ရဲ့ချစ်သူတွေရဲ့မတိစိတ်ထဲမှာအရန်ကိုစိတ်ပူပြီးစိုးရိမ်နေတဲ့အရာလေးတွေရှိရဲတဲ့အဲ့ဒါဘာလဲဆိုတော့အင်ဂျယ်တို့တွေရဲ့အတွင်းစိတ်ထဲမှာလေကိုလိုချင်တဲ့လိုအင်ဆန္ဒလေးတစ်ခုရှိရဲတဲ့နော်အဲ့လိုအင်ဆန္ဒကိုတချို့တွေကဆူတောင်းနေတာတွေ့တယ်တချို့တွေကတောက်တော်ရီကက်နေတာတွေ့တယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဥထိတ်မှာပတ်စင်ပြီးတောက်တော်ရီကက်တယ်တိတိကျကျဆူတောင်းနေတယ်တောင်းတဲ့ဆူတွေတလုံးတဝါတွေပြေးပါစေဆိုရဲဆူတွေတောင်းနေတယ်တချို့ကစိတ်အေးချမ်းငြိမ်းချမ်းမှုကိုရှာဖွေနေတယ်ဒါကတစ်ဖွဲ့နောက်တစ်ဖွဲ့ငွေကြီးအရန်စိတ်ပူနေရတဲ့အင်ဂျယ်ရဲ့ချစ်သူတွေကဒီချိန်မှာလေအင်ဂျယ်ဘာကိုခံစားမိလဲဆိုတော့လေဝင်ငွေနဲ့ထက်ငွေက balance မမျှဘူးလို့ခံစားနေရတယ်ဝင်ငွေကနည်းပြီးတော့ထွက်ငွေကများနေရတဲ့ထွက်ငွေများနေတဲ့အခါမှာလေကိုစီဝင်လာတဲ့ငွေကဒါပြောရမယ်ဆိုဒီနေ့ဧပြီလ1ရက်နေ့မှာဟောတာဖြစ်တဲ့အတွက်လက်ရှိဧပြီလ1ရက်နေ့ Full Moon Day 2026မှာဟောတာဖြစ်တဲ့အတွက်လက်ရှိဝင်ငွေဝင်ထားတဲ့သူတွေကလေပတ်စံကလေ60%လောက်တောင်ပြန်ထွက်ပြီးသွားပြီလို့တွေ့ရတယ်40%လောက်ပဲကျန်ခဲ့တယ်60%ကကိုယ့်ရဲ့စားဝတ်နေရေးပြီးဒီမှာအင်ဂျယ်ဘာခံစားရတယ်သိလားကျမ်းမာရေးအပြင်တချို့တရားတော်ပေါင်းရင်ဆိုင်နေရတယ်တွေ့ရနော်တရားသူကြီးစရိတ်တို့ရှိနေစရိတ်တို့ပေးနေရတာတွေ့တယ်တချို့ကလေအိမ်ဘယ်လိုခေါ်မလဲအမှုအခင်းပေါ့နော်အမွေရဖို့အတွက်အိမ်ရောင်းရဖို့အတွက်အမွေရဖို့အတွက်ညှိနေတဲ့သူတွေတွေ့တယ်တချို့ရလေကိုပတ်စံပြန်ရယူလို့မှုနဲ့တရားစွဲထားတယ်လို့တွေ့ရကိုပတ်စံချီပြီးရောကိုဂတိအတိုင်းဟိုက right time ပေါ့နော်သူပြောခဲ့တဲ့ဂတိအတိုင်းအချိန်အတိုင်းပြန်မပေးရည်တွေ့တယ်တချို့တွေကကြောဒီမှာဘာကိုခံစားရလဲဆိုလေတရားဝင်အစိုးရကသတ်မှတ်ထားတဲ့
ငွေချေးလုပ်ငန်းမဟုတ်ဘူးရှင်သိလားသူနဲ့ကိုယ်နဲ့နားလည်မှုအရာဘလောက်တိုးဆိုပြီးအဲ့လိုတွေချီးပြီးတော့ပြန်မရတဲ့သူတွေလို့ခံစားရတယ်နော်အဲ့တော့အဓိကဒီမှာဘာလို့လာပြလဲဆိုရင်စိတ်ရယ်ငွေကြီးရယ်ဆိုပြီးပြနေတယ်နော်အဲ့ဒါလေးကိုတွေ့ရပါတယ်ကို okay ဒီ reading ဒီယခု reading ဒီ2026 March လApril 30ရက်နေ့အထိရည်ညွှန်းပါတယ်အဲ့တော့စိတ်ထဲမှာစိတ်ပူနေတဲ့အရာတွေအတွက်ဘာတွေဆက်ဖြစ်မလဲဆိုပြီးကြည့်ပြီးပါမယ်ရှင်ကဲထပ်ပြီးပြောပါမယ်ပထမဆုံးခေါ်တော့ကလေမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတောက်တော်ရေးကပ်ပြီးဆူတောင်းနေတဲ့သူကြီးပါတယ်လို့အင်ဂျယ်ဟောသွားတယ်နော်အဲ့ဒါဘာဆူတောင်းလဲဆိုဒီမှာအဖြေထပ်ပေါ်လာတယ်ကိုယ့်ရဲ့တစ်ဖက်သူကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့သမီးသားတစ်ဖက်သူကလေဖောက်ပြန်နေတယ်လို့တွေ့ရတယ်ဒီမှာတော့အင်ဂျယ်တဲ့ပဲပြောပါမယ်ဖောက်ပြန်နေပါတယ်တေချာဘောက်ကိုဖောက်ပြန်နေပါတယ်အဲ့အတွက်ကိုတို့နှစ်ယောက် relationship ကတချို့ကပြက်လူဆဲဖြစ်နေတယ်တချို့ကလုံးဝပြတ်သားသွားပြီပြောရမယ်ဆိုကိုထားခဲ့ပြီးတို့ကတတိယလူကိုရွေးသွားပြီတတိယလူကိုရွေးပြီးတချို့ကအိမ်အောင်ပြုတ်လိုက်ပြီးတချို့ကလက်ထပ်ဖို့လုပ်နေတယ်တချို့ကလက်ထပ်လိုက်ပြီးလို့တွေ့ရတယ်အဲ့တော့ခုနဒီတောက်တို့ကြီးကက်ပြီးဆူတောင်းနေတဲ့သူတွေကလေသူတို့စိတ်နှလုံးသားလေးအေးချမ်းစေခြင်းလို့သူတို့တောက်တို့ကြီးကက်ပြီးဆူတောင်းနေတာကိုတွေ့ရတယ်ပြီးတော့တချို့တွေကတော့ဒီမှာလေ60%ကပျက်စီးသွားပြီเนาะကိုနဲ့သူနဲ့ကြားဆက်ဆံရေးတွေက60%ပျက်စီးသွားပြီ40%ပဲကျန်တယ်အဲ့40%ကိုနောက်ဆုံးမျှော်လင့်ချက်နဲ့ဆူတောင်းနေရတွေတွေ့တယ်ရေတရားရေးခြေရာတွေ့ရတိလားအင်ဂျယ်လေးဒီမှာလေတချို့ကလေတစ်ပင်အောက်မှာလေအဲ့လိုလေတစ်ပင်အောက်မှာမြုပ်လိုက်တာတို့ဘာတို့တွေ့တယ်နော်ဥမာရေတရားကိုမြုပ်လိုက်တာလားအဲ့လိုမျိုးတွေ့နေတယ်အစီရင်တို့ရေတရားတို့မြုပ်နေတာတွေ့တယ်တချို့ကဟုတ်တယ်အင်ဂျယ်ဒီမှာဘာခံစားလဲတချို့လေဖျောင်းနိုင်ထွန်းတယ်တချို့ကတစ်ပင်အောက်ဒီမှာမြုပ်တယ်အဲ့လိုမျိုးကျမခံစားရတယ်ပွဲပေးတယ်ပေါ့နော်အစီရင်တွေကလေအနောက်တိုင်းအစီရင်တွေရောအရှိတိုင်းအစီရင်တွေရောတွေ့နေရတယ်ကဲဟုတ်ပြီဘာတွေဆက်ဖြစ်မလဲငွေကြီးနဲ့ပတ်သက်ပြီးဘာတွေဆက်ဖြစ်မလဲဆိုတာလေးဆက်ကြည့်ပေးပါမယ်ဒါခုနအိမ်တော်ရေးကိစ္စထွက်လာတာပေါ့နော်ကဲငွေကြီးနဲ့ပတ်သက်ပြီးဘာဆက်ဖြစ်မလဲအလုပ်ကအရန်အလုပ်ကိုလေအရန်ပြင်ပန်းကြီးစွာလုပ်နေရပေမဲ့လေလုပ်အားကနေရတဲ့လကမမျှတာဘူးဖြစ်နေတယ်သိလားပြီးတော့လေကို့မာလေးဒီအလုပ်အပြင်ကြီးနောက်အလုပ်တစ်ခုပေါ့အထူးသဖြင့်ဒီမှာဘာတွေ့လဲဆိုပြည်ပမှာနေတဲ့သူတွေကအလုပ်2ခု3ခုလောက်ထိလုပ်တယ်နော်အချိန်တိုင်းကအလုပ်ဆိုပြီးတော့ပတ်တိုင်းနေအများကြီးလုပ်နေရတာတွေ့ရတယ်ဘလောက်ပဲလုပ်လေလုပ်တဲ့နေရာမှာလေဘာလို့တွေ့လဲဆိုတော့ရန်များတာကိုလည်းတွေ့ရတယ်နော်ပတ်ဆက်ရလားဆိုရင်ရတယ်ရန်လည်းများနေလို့တွေ့ရတယ်ဒီခရီးလမ်းကိုခေါင်းမာနဲ့ဆက်ရှောက်နေရတာမတက်တာလို့ဆက်ရှောက်နေရတာလို့တွေ့ရတယ်အဲ့တော့ April 30အထိကနောက်ဆုံးအချိန်ကြီးထိကအလုပ်ငွေရေးကြေးကံပေါ့ငွေရေးကြေးကံအားမကောင်းလားဆိုတော့ကောင်းပါတယ်လူရင်းစနစ်ပြည့်လားဆိုပြည့်ပါတယ်အမှုခင်းတွေကဒီ April 30ရက်နေ့နောက်ဆုံးအချိန်မှာအမှုခင်းတွေအမိန့်ချမယ်ဆိုကိုယ့်ဘက်ကအမှုခင်းတွေနိုင်ပါလိမ့်မယ်ရှင်နော်ပြန်ရလို့တော့အကျွေးများပြန်ရပါလိမ့်မယ်နော်ပြန်ရလို့တော့အကျွေးများဘယ်လောက်ထိပြန်ရမလဲဆို100မှာ80နဲ့90ကြာပြန်ရလိမ့်မယ်90နဲ့80ကြာပြန်ရမယ်100ရာခိုင်နှုန်းအပြည့်ရဖို့တော့မသေးချဘူးရှင်နော်အဲ့လိုလေးတွေ့ပါတယ်ရှင်ကဲဧပြီလရဲ့အဖွင့်30ရက်နေ့အထိကိုအင်ဂျယ်ကြည့်ပြီးသွားတာဖြစ်ပါတယ် 100% အားလုံးနဲ့ energy ကိုက်ချင်မှလည်းကိုက်ပါလိမ့်မယ်ရှင်ကျေးဇူးတင်ပါတယ်